မောင်တောင်းကတော့ကားအကောင်းကြီးစီးလာပြီးဆိုင်ရှိတစ်ခုအရောက်မှရက်ကသူ့ရဲ့ချစ်လာစွာသောသမီးလေးမွေးနေ့လက်ဆောင်အတွက်အယုတ်လာဝယ်ပေးနေတာပဲဖြစ်ပါတယ်။ဆိုင်ကနတ်သမီးလိုဝေစားထားတဲ့ဆိုင်ရှင်မီအေးကလည်းဆိုင်မှာရှိတဲ့အယုတ်အကြောင်းတွေကိုရှင်းပြနေပါတယ်။ဒါလေးဟာခလေးတွေကြိုက်လောက်မယ်ရှင်ကိုအယုတ်ကလေးကလှလဲလှတယ်။ဒီကောင်မတော်တော်စကားများတာပဲကွာငါဘာသာအေးစစ်ကြည့်လို့မရဘူးလားမသိပါဘူးမောင်တောင်းကတော့မီအေးရှင်းပြတာကိုဂရုမစိုက်ပဲရုံလိုလိုကြွက်လိုလိုတတဝအကောင်ရုပ်ကိုသာသဘောကျစွာကြည့်နေခဲ့ပါတယ်ဒီလိုနဲ့ပဲမောင်တောင်းကထို့အယုတ်တာဝဲယူပြီးအိမ်ပြန်ခဲ့ပါတော့တယ်မောင်တောင်းရဲ့ဇနီးတဲ့မတ်တုံနဲ့သမီးဖြစ်သူဖြူလေးတို့ဟာကိတ်ခွဲဖို့ရာမောင်တောင်းပြန်လာကိုစောင့်နေကြပါတယ်ပြောလို့တော့မဆုံးသေးပါဘူးဘဲဒီတန်ကြောင့်မောင်တောင်းပြန်လာတာကိုသိလိုက်ရလို့ဖြူလေးကမတ်တုတ်ကိုတကားထောက်ပင့်ခိုင်းလိုက်ပါတယ်မွေးရကြိုနှက်လိုက်တဲ့သမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်တားမိ3ယောက်သာမွေးနေ့ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့ပြီးမောင်တောင်းကသူ့သမီးကိုစိုက်မှဝဲလာတဲ့အယုတ်ကလေးကိုလက်ဆောင်ပေးခဲ့ပါတော့တယ်တနေ့မှာရွှေမီးနဲ့လှရင်ကစောဖို့ဖြူလေးတို့ရှန်ရှိရာကိုထွက်လာခဲ့ပါတယ်ဟဲ့ရွှေမီးဒီကောင်မကြောင်ငါတို့ရဲ့လေချွန်တန်ပေးလိုက်ပါအောင်နေလဲမှုတ်လေတောက်ကမရဲ့ရွှေမီးနဲ့လှရင်လေချွန်တန်ကြောင့်ဖြူလေးဟာရွှေမီးနဲ့လှရင်လာဆော့တယ်ဆိုတာသိလိုက်ပါတယ်အမေသမီးတငယ်ချင်းတွေလာနေလို့ခဏသွားဆော့အောင်မယ်နော်အကြာကြီးမဆော့နဲ့နော်မိုးတွေကလည်းအုပ်နေတာခဏနေညီးဖေကလည်းပြန်လာတော့မှာဟုတ်အမေအဲ့ဒါနဲ့ပဲဖြူလေးဟာသူ့အမေကိုပူစားပြီးသွားဆော့လေတယ်တငယ်ချင်းတွေကိုအိမ်ထဲခေါ်ပြီးအိမ်ထဲမှာအယုတ်တတာပေါက်ကိုဆွဲလျက်ထွက်လာခဲ့ပါတယ်ဒီမဲကြီးကောင်မတွေငါဖေကငါမွေးနေ့မှာဒီရုပ်လေးလက်ဆောင်ပေးထားတာရွှေမီလှရင်နဲ့ဖြူလေးတို့3ယောက်ဟာစတင်ကစားကြပါတော့တယ်အတော်တန်ကြာသွားတော့သူတို့3ယောက်သားလဲစော့ရတာမောလာလို့အယုတ်တွေပြစ်ထားပြီးဝါဟာဟာရေခဲမုတ်တော့ပဲစားကြပြန်တယ်ရေခဲမုတ်ဝယ်ပြီးအိမ်ပြန်มาပဲမိုးကမြန်မာကားတွေကလို့ရုပ်တိမရှိစွာရွာချလိုက်ပါတော့တယ်မိုးကတဲမဲစွာရချလိုက်တာကြောင့်သူတို့3ယောက်သားအယိတ်တွေဝင်ခိုးလိုက်ပါတော့တယ်ဖြူလေးဟာသူ့ရဲ့အယုတ်ကလေးရှိလာလို့လှမ်းကြည့်ရမတွေ့တော့ပါဘူးအဲ့ဒါနဲ့ပဲသူတို့3ယောက်သားဟာပျောက်သွားတဲ့အယုတ်ကလေးကိုစတင်ရှာဖွေနေပါတော့တယ်3ယောက်သားနေရာနှံ့ရှာဖွေခဲ့ပေမဲ့လည်းအယုတ်လေးကိုမတွေ့တော့ပါဘူးဖြူလေးကလည်းသူ့ဖေမွေးနေလက်ဆောင်ပေးထားတာမလို့အယုတ်ကလေးပျောက်သွားတာကိုနှမျောတတဖြစ်နေပါတယ်အမလေးရွှေမီရဲ့အလံတကြားအော်တန်ကြောင့်လှရင်နဲ့ဖြူလေးဟာလည်းရွှေမီအနာကိုရောက်သွားကရွှေမီမှာအယုတ်ကိုကြည့်လိုက်လို့ပြောတာကြောင့်2ယောက်သားကတိုင်မင်မထားပဲကြည့်လိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့အယုတ်ရဲ့မျက်လုံးမှာတွေးစိမ့်တောက်တောက်ကျနေလို့ပဲဖြစ်ပါတယ်။ဖြူလေးဟာဂယုမဆိုင်ပဲအယုတ်ကလေးကိုမျက်နှိုးစွာကောက်ယူလိုက်ပါတယ်။ရွှေမီနဲ့လှရင်ဟာဖြူလေးကိုမယူဖို့ပြောပေမဲ့လည်းဖြူလေးကသူ့ရဲ့အယုတ်ကလေးကိုသာကောက်ယူလိုက်ပြီးမိုးချုပ်သွားပါတော့တယ်။ဖြူလေးကသူ့ရဲ့အိယာဘေးကအယုတ်ကိုကြည့်နေပြီးအမိမသိသောသူနဲ့စကားတွေပြောနေပြီးအိယာတဲကထကညစာစားဖို့ထမင်းစားကန်းကိုထွက်လာခဲ့ပါတယ်။ထမင်းစားကန်းထဲမှာမောင်တောင်းကထိုင်နေပြီးမတုတ်ကတော့ထမင်းပကံဟင်းပကံတွေကိုယူချပေးနေပါတယ်။အဲ့ဒါလိုနဲ့ဖြူလေးလည်းထမင်းဝိုင်းထဲကိုဝင်စားဖို့လုပ်နေချိန်မှာဟဲ့သမီးထမင်းမစားခင်စူတောင်းရတယ်လေကွာ။ဖြူလေးလည်းသူ့ဖေရဲ့စကားကြောင့်ထမင်းစားဖို့စူတောင်းဝစ်ပြူနေပါတော့တယ်။ဘာတွေဆွတောင်းနေလဲဆိုတာတော့ကျမလည်းမသိတာကြောင့်မပြောပြတော့ပါဘူးအဲ့ဒီနောက်သူတို့မိသားစု3ယောက်လည်းညစာအတူတူထမင်းလက်ဆောင်စားခဲ့ကြပါတယ်ညစာစားပြီးဖြူလေးကအိယာကိုပြန်လာခဲ့ပါတယ်မောင်တောင်းနဲ့မတုတ်မှလည်းတီပီကြီးလျက်သားရှိနေပါတယ်ဖြူလေးလည်းအိပ်ပျော်သွားပြီးခဏအကြာမှာတော့အခန်းထဲကထိုင်ကုန်ကဝုန်းငနဲ့လဲကျသွားပါတယ်ခြုံထားတဲ့ဆောင်းမှာဆွဲချခံလိုက်ရတာကြောင့်လက်အနိုးပြီးကြောက်အားလန့်အားနဲ့အော်ချလိုက်ပါတယ်ဖြူလေးရဲ့ကြောက်အားလန့်အားအော်တန်ကြောင့်မောင်တောင်းနဲ့မတုတ်ဟာတီဗီကြည့်နေရကနေဖြူလေးအခန်းထဲသို့ကမန်းကနန်းရောက်လာခဲ့ကြပါတယ်။သမီးဘာဖြစ်တာလဲ။ဖြူလေးမှပြန်မဖြစ်တာကြောင့်မောင်တောင်းနဲ့မတုတ်ကအခန်းရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့လဲနေတဲ့ခုံနဲ့ဖြူလေးရဲ့ခြေရင်းကဆောင်ကိုတွေ့လိုက်ရပါတယ်။သူတို့လင်မြန်းနှစ်ယောက်ကလည်းဖြူလေးကိုဒါလေတိုက်လို့ဖြစ်တာပါဆိုပြီးနှစ်သိမ့်အားပေးခဲ့ကဘာမှမဟုတ်တာကြောင့်အခန်းထဲကပြန်ထွက်ပြီးတီဗီပြန်ကြည့်နေကြပါတယ်။ဟာကြည်စမ်းမအောင်မိမရဒီဇလန်ထဲကမင်းသားပေါ့ငါတော့တောင်မချောဘူးကွာဟာရီးမယ်နော်မောင်တောင်းနဲ့မတုတ်တို့ဟာရေရေမောမောစကားတပြောပြောဖြစ်တီဗီကြည့်နေတဲ့အချိန်မှာသူသမီးကတော့အခန်းထဲမှာပါဖြူလေးကတော့စောနာကဖြစ်ပျက်တွေကြောင့်အိတ်လို့မရသေးပဲအကြောက်တရားကရင်ဝါမှာတစ်နေတာကြောင့်အခန်းပတ်ဝန်းကျင်ကိုလိုက်ကြည့်နေပါတယ်အဲ့လိုလိုက်လံကြည့်နေတဲ့အချိန်မှာပဲချစ်လာစွာသောအဖေမှမွေးနေ့လက်ဆောင်ပေးထားတဲ့အိယာနဘေးကအယုတ်ကလေးထံကိုအကြည့်ရောက်သွားခဲ့ပါတယ်ဖြူလေးဟာအဲ့ဒီအယုတ်ကလေးကိုကြည့်နေကအယုတ်ကလေးကလည်းဖြူလေးကိုပြန်ကြည့်နေပါတယ်
ဖြူလေးနဲ့အယုတ်ကလေးဟာမျက်လုံးချင်းအကြည့်ချင်းစုံသလိုဖြစ်နေပါတယ်ဖြူလေးကြည့်နေရင်ဆိုမှပဲအဲ့ဒီအယုတ်ကလေးရဲ့မျက်လုံးမှသွေးများစတင်ကျလာပြီးဖြူလေးကိုစိတ်ညှို့ထားလိုက်ပါတယ်ဖြူလေးနဲ့အယုတ်ကလေးဘာတွေပြောနေလဲတော့ကျမလည်းမသိတာကြောင့်ထဲ့မပြောတော့ပါဘူးနော်ဖြူလေးဟာလည်းစိတ်ညှို့ခံရတာကြောင့်အယုတ်လေးပြောတဲ့မြကိုနားခံနေပါတယ်တိတိကျကျကျမလည်းမသိပါဘူးဇလန်းထဲမှာလည်းမထည့်ထားလို့ဖြစ်ပါတယ်အဲ့လိုနဲ့ပဲဖြူလေးရဲ့အခန်းထဲကခြောက်ချောက်ဖရာအတန်ကိုအေကန်ထဲမှာတီးပြီးကြည့်နေတဲ့မောင်တောင်းနဲ့မတုတ်ကြားသွားခဲ့ပါတယ်ဘဲကမှမသိတဲ့အတန်ကြောင့်သူတို့လင်မယားနှစ်ယောက်သားလည်းနားဆွင့်နေပါတယ်နောက်ပြီးမှတီးလိုက်ရတာကအတန်ကသူတို့ရဲ့သမီးအခန်းထဲကလာတာကြောင့်စိုးရိမ်စိတ်ကနေထိရောက်သွားပြီးတိုင်မင်မထားပဲ TV ကြည့်နေရကထားကသူသမီးအခန်းရှိရာကိုအပြေးလွှားဝင်သွားကြပြန်တယ်ဒီတခါတော့အရင်တစ်ခေါက်ကလို့မဟုတ်တာကြောင့်သူတို့လင်မယားနှစ်ယောက်သားလည်းဗစက်အဟောင်းသားဖြစ်သွားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ချစ်လှစွာသောသမီးလေးဟာအသက်ကင်းမဲ့နေတဲ့ခန္ဓာကိုယ်နဲ့မျက်လုံးထဲမှာလည်းတွေးတွေကြားစင်းနေတာကိုတွေ့လိုက်ရပါတယ်။မောင်တောင်းနဲ့မတုတ်ကလည်းဘာသာလို့လုပ်ရမယ်မသိတာနဲ့ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးပြစီဆိုတဲ့လူကြီးများစကားတွေဘလောက်နိုင်နေဘာတွေပြောနေတာတောင်ယုံနဲ့လူကြီးမင်းတွေကတော့ဖြူလေးတည်သွားတာတော့ဘလို့အဝိစားပြောင်းသွားလဲဆိုတာယုံမေးလိုက်ကြဖို့အကြံပေးချင်ပါတယ်ဒီလိုနဲ့ပဲဇလန်းလေးကိုပြန်ဆက်ရမယ်ဆိုရင်တော့မောင်တောင်းနဲ့မတုတ်ကဖြူလေးတည်သွားတာဟာထိုအယုတ်လေးကြောင့်ဖြစ်မယ်လို့ထင်သွားပါတယ်မတုတ်လည်းထိုအယုတ်ကလေးကိုမိရှို့ပြီးဖြတ်စည်းလိုက်ပါတော့တယ်ဖြူလေးကိုတော့မြင်မြုပ်ပြစ်လိုက်တာလားအဲ့ဒီအယုတ်ကလေးနဲ့သူမိရှို့လိုက်တာလားတော့ကျမလည်းကကနနာမသိပါဘူးအကြံမေးချင်တာကတော့လူကြီးမင်းတို့လည်းအိမ်မှာရှိတဲ့ကလေးတွေအတွက်အယုတ်ဝယ်ပေးမယ်ဆိုရင်တော့ကြည့်ဝယ်ဖို့အကြံပေးရင်နှုတ်ဆက်လိုက်ပါတယ်